လေလောက်ဆိုဆွီဒင်ကတစ်တော်တွေထဲမှာမိုရီဘယ်ရီတွေစုံတော့မအောင်မျောရင်မနစ်ကနေခဲ့တဲ့မြို့လေးမှာမိုတူဘယ်ရီခူးခဲ့တဲ့အမတ်တရလေးတွေကိုတင်လိုက်ပါတယ်ဇူလိုင်လနောက်ပိုင်းကနေစက်တင်ဘာလကုန်လောက်ထိကဆွီဒင်မှာမိုတူဘယ်ရီခူးလို့အကောင်းဆုံးအချိန်တွေပါအခုမြင်ရတာက Golden Chanterelle လို့ခေါ်တဲ့ရွှေရောင်မုံလေးတွေပဲဖြစ်ပါတယ်မြန်မာလိုအခေါ်တော့မသိပါဘူးသိရင်သိရလူရှိနေ comment မှာပြောပြပေးတော့ပါအောင်နော်အယောင်ကရွှေရောင်အနံ့ကမက်မွန်တီအနံ့လေးလိုပဲမွေးတယ်ပြီးတော့ရှားလဲရှားတယ်အဲ့ဒါကြောင့်မို့ဆွီဒင်မှာ Chanterelle မို့ချင်းသိရသူကဆရာပဲဘယ်သူကမှမပြောဘူးဥထားလေးရှိကြတယ်ဒါပေမဲ့သူပေါက်တက်တဲ့ပတ်ဝန်းကျင်အမျိုးအစားသိသွားရင်တော့ရှားရတာတိတ်တော့မခက်ပါဘူးGolden Chanterelle ရှာရတဲ့ခန်းစားချက်က treasure hunting လုပ်ရတာနဲ့တူတယ်။တော်တော်ရင်ကုန်စိတ်လှုပ်ရှားပြီးပြောဖို့လည်းကောင်းပါတယ်။တရွက်6အောက်တွေရင်းညိစိမ့်တွေကြောက်ကြားလေးတွေထဲမှာပေါက်လေးရှိတယ်။မိုတွေထဲမှာလုံက Golden Chanterelle နဲ့ခါယူဟန်ဆိုတဲ့အမျိုးအစား2မျိုးပဲစားဖြစ်တယ်။မိုတူးတဲ့အခါအရင်ဆုံးသတိထားရတာကစားလို့ရတဲ့မိုနဲ့အစိတ်တင်မိုရှိရမို့ကိုမသိရမို့ဆိုတော့ရှောင်သင့်ပါတယ်နော်မိုတူးပြီးရင်တော့ blueberry လေးတွေလည်းခူးခဲ့ပါသေးတယ် Swedish လူမျိုးတွေကတော့ berry ကိုတင်ချင်တဲ့သွဲစားတာ jams လုပ်ကြပါတယ်လုပ်ကတော့ smoothie လုပ်တာကြိုက်ပါတယ်မိုလည်းရခဲ့ပြီ berry လည်းခူးခဲ့ပြီဆိုတော့တနေ့စာလုံလောက်ပြီပေါ့ဆက်ဘိန်းလေးနဲ့အိမ်ကိုပြန်ခဲ့ပါတယ်ရှင်အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ် Bye